ချစ်သူဟောပေါ့လေ anniversary ချစ်သူဖြစ်တဲ့ anniversary 25နှစ်မြောက်ဆိုစချင်တော့ဘာမလုပ်တော့ဘူးပေါ့နော်ဒါပေမဲ့25နှစ်ဆိုတော့လေတစ်ခုခုတော့အောင်တယ်ပေါ့နော်တစ်ခုပေါ့အမတရားပဲကိုယ်စားကို25နှစ်ပဲချင်းနေသေးရတယ်ဒီမှာ25နှစ်ပြည့်သွားတယ်ဆိုတော့ငွေရတုဖြစ်သွားပြီဆိုတော့Happy anniversary. Oh, you got it. Anniversary. That's not nani. I mean, you know, it's not doing well. Nani that Going up there. Happy anniversary. I love you, Mom and Daddy. So what? 25နှစ်ဘလို့ဖြစ်သွား25နှစ်25နှစ်ဘလို့ရောက်လာ Time travel လုပ်လိုက်တာ ကိုကတော့ like မှန်တိုင်းပြောရင်ဒါမြောက်ပြောရလည်းမဟုတ်ပင်ပြောရလည်းမဟုတ် like you know 50နှစ်လောက်ထက်မပိုဘူးလို့စိတ်ထဲမှာခံစားရတယ်ပေါ့ ဟုတ်လား ဆိုတော့ဒီ25နှစ်ပြည့်စကြင်ဘာသိမလို့တော့လို့စဉ်းစားတာ right ဒါမှလည်းငွေတုဆိုတော့လေ you know it's no it's something လေဟုတ်တယ် it's something so မတရားအများကြီးရှိတယ် yeah အဲ့ဒါပြောမယ်ပေါ့လေ 25နှစ်မှာဘယ်နှစ်နှစ်ကဒုက္ခတွေလဲ ဒုက္ခနှစ်တိုင်းရှိရအောင် ဒုက္ခနှစ်တိုင်းကို24နှစ်နဲ့10လဒုက္ခ well you know it's ups and downs no the roller coaster ride ကတော့ရှိမှာ especially ကိုရိုရွေးချယ်တဲ့လမ်းကြောင်းက ရိုးရိုးတာမန်လမ်းကြောင်းမဟုတ်တာမန်မဟုတ်ဘူးဆိုတဲ့ဘောကဥမာအလောက်ကန်မြဲတဲ့ဟာမျိုးမဟုတ်ဘူးလေမှန်နေတဲ့ပုံမှန်ရှိတဲ့ဟာမျိုးမဟုတ်မြဲတဲ့နာမည်ကြီးလို့သာကြီးသွားတာနော်မကြီးရင်ဒါဟိုအဲ့ဒီ career တခုမဖြစ်လာနိုင် right you know ရည်စရာတစ်ခုပြောအောင်ဟိုကိုရိုမျိုးဒီ filmmaker တွေကိုပါလေအစင်းကောက်တယ်ဆိုတော့ပါလားမသိဘူးအဲ့ဒါကိုနာမည်ပေးလိုက်တာဂျပန် တကောင်စင်းမှာဂျပန်ဆိုရေကန်ဆို same thing so yeah good point ကျွန်တော်ကတကယ်တော့ဂျပန်သမားတွေ ဂျပန်နေရာတွေ့လိုက်တာ25နှစ် ဂျပန် CD ဟာပေါ့ yeah right so 20ငွေတူကလည်းဒေါ်လာရဲ့ကာလမှာဖြစ်သွားတာပေါ့မှတ်တရအောင်နော် yeah so ဒီဂျွန်လာအမှတ်တရအများတယ်လေokay so လွန်ခဲ့သော25နှစ် wow back ပြန်စော25နှစ်ဆို rewind တော်နဲ့ရောက်မှာမဟုတ်ဘူး anyway ရောက်သွားယူထားလိုက်ပါ25နှစ်ဆို2000နော်2000ကိုစားတွေ့ရတာ2000 April မဟုတ်ပါဘူး no January လောက်မှာစတွေ့ရ right yeah so 2000 January ဆိုကိုက Y2K ကို survive လုပ်လာပြီးအချိန်မှာတွေ့ရဟုတ်တယ်မလား Y2K က1999 December လောက်မှာလုံးဝ2000ကျရင်ကဘာကြီးရပ်သွားရမယ်ကဘာကြီးပြတ်သွားရမယ်ဆိုတော့ hall game တွေအဲ့လိုမျိုးပေါ့လေဖြစ်နိုင်ခြေရှိရဲ့အချိန်မှာလူတွေအကုန်လုံးပြာနေတဲ့ကာလဆိုအားလည်းပြီးတော့နှစ်ကူးတော့လည်းရိုးပဲတာမန်လေးကူးသွားရောနောက်နှစ်ဆက်တယ်ပေါ့ဆိုအဲ့အချိန်မှာကိုရိုတွေ့2000 I think so တကယ်ချင်းစဖြစ်တာဆိုတော့ right ဘယ်လိုတကယ်ချင်းဘယ်လိုစဖြစ်တာကိုသိမှတ်မိရလားလာမ
ဘလို့တငယ်ချင်းကစားဖြစ်တယ်ဖြစ်ရသေး ဘယ်မှာစတွေ့ရလဲ စားတော့ဆိုင်လေ အော် yeah လုံလာလျှောက်တာ ဟမ်ဟမ် လုံလာလျှောက်တာကိုကကက်ရှီယာ yeah ကိုကကက်ရှီယာလောက်တာကက်ရှီယာကိုဒီကွန်ပျူတာပိုင်းမဟုတ်ဘူးကိုမမီကအဲ့လောက cash machine လောကရှေးဟောင်းပြတိုက်ထဲမှာရှိရမယ် cash machine ကိုကိုကကန်ရဂလုံးဂလုံးဆိုထွက်ကြတယ်ဆိုအဲ့ဟာအဲ့ဒီကိုဆိုင်သိန်းနေအချိန်မှာမမီရောက်ယူရောက်လာ in job interview ဆိုပြီးရောက်လာတယ်အဲ့မှာ manager ကြီးကဘယ်ရလာလဲလို့သူ့ကိုမေးတော့ဘယ်မှာပြရလို့ပြောတဲ့အချိန်မှာကျွန်တော်ပဲလှည့်ပြီး oh he's from Burma too ကျွန်တော်အဲ့မှာဟိုအဲ့ ground grand ဆိုဟာရင်းနေပြီဘာလဲပေါ့နော်မြန်မာပြည်ဆိုအဲ့ချိန်မှာသူစတွေ့ရအဲ့မှာရှက်ကန်နဲ့ interview လက်ပြီးတော့ထွက်ပြီးပေါ့ ဟောရှက်ကတော့ဖြစ်ရသေး ဘာလို့ရှက်မလဲမသိ အာ ဘူးအဲ့ပထမဆုံးမတရား right ဒီအလုပ်ရသွားတယ် so တော့အလုပ်ရသွားတယ် ဟော သူတကယ်လည်းအလုပ်မြဲသွားရောဟိုပေါ့ဘေး customer base ရှင်းပြီဆိုကျွန်တော်စီသူကအဲ့မှာလာပြီးတော့ cashier ဆိုတော့လေတရားနာ cashier စီမှာလာပြီးတော့ဘေးရှင်းခံအဲ့မှာစကားလေးစပြောဖြစ်တာပေါ့နော်ပြောဖြစ်တော့အိမ်မကြီး play ကြပါနင်ဘာလုပ်ချင်လဲငါဘာလုပ်ချင်လဲပေါ့သူ့အမေကဘာလုပ်မှလဲလို့ဘာလုပ်မှလဲဆိုတော့ဘာပြောလဲဆိုတော့ဟွာ criminology ဟာ criminology ဆိုတော့ FBI ကိုဘာလို့တွားမှာပေါ့တော့အမှုရှာဖွေရေးဆိုဘယ်လိုဘယ်သူတွားမှာလဲဘယ်သူမှတခါမှမကြားဘူးရဟာလေသိရမလား FBI သူက FBI လုံးဝလုံးမှာဟာအိုးဒါမှမဟုတ်ရုပ်ရှင် maybe I'm now I'm FBI ဖြစ်နေမှာ you don't know ဟဲ့လား maybe ပြောလို့မရအောင် spy ဖြစ် so အဲ့မှာ FBI သို့မဟုတ်ရုပ်ရှင် ဟုတ်တယ် တော့ FBI agent မဖြစ်ရင်သူကရုပ်ရှင်သမားလုပ်ပါ ဟုတ်ပါမဖြစ်ရင်လို့မပြောပါ ဟာ FBI သို့မဟုတ်အမဟာငါနဲ့တော့ငါလိုအယူနောက်တစ်ကောင်တွေ့တယ်နော်တွေ့ရအဲ့ပုံမှန်မဟုတ်ဘူးဆိုပြီးတော့အဲ့မှာစပြီးတော့ဟာဒီကောင်မလေးနည်းနည်းတော့မစိုးဘူးပေါ့နော်ငါနဲ့ရောဖြစ်နိုင်တော့တယ်ပေါ့အဲ့မှာသူကကျွန်တော်မေးရကျွန်တော်ကလည်း music အဲ့လိုမျိုး music လုပ်ပါတလုံးကမြန်မာ Burmese community မှာပေါ့လေ US မှာ2000ခုနှစ်အိုက်ကာလာဝင်ကြအခုတောင်မှပါတကယ်ပြောရမယ်ဆို art ဘက်သွားရဲသူနော်ရုပ်ရှင်ဘက်သွားရဲသူ music ဘက်သွားရဲသူမရှိသလားရှာအဲ့တော့ပို့ဆိုးရပါ အေးပေါ့နော် Asian parents များစွာတော့ဟို stable jobs ရစေချင်တာပေါ့တကယ်အခုတွေးကြည့်ရတယ်မိဘမှန်တယ် သူတို့ပဲမှန်လားပေါ့နော် ဘာလို့ဆိုကိုသားသမီးလက်ထက်ရောက်တဲ့အချိန်မှာဒီ လမ်းကိုရှောက်မှာ ဒီ life ရဲ့ struggle ကြီးအကြီးကြီးပဲဆိုတာဟိုတော့တွေ့လာတာပေါ့နော်မဲ music တောင်မစသေးခင်က basketball သူလည်းဘာထူးလို့ basketball player မဖြစ်ရင် rocker ဖြစ်မယ် rocker နဲ့ basketball player ဘယ်လိုလုပ်မလဲစိတ်ကူးလည်းမသိဘူးအဲ့နှစ်ခုလည်းတူတူပဲလေယူလဲလို့ပဲဒါပေမဲ့ခြေတော့ဖြတ်သွားတာလေ ဒူးဖြစ်သွားတော့ကျွန်တော်ရဲ့ basketball အိမ်မက်ပြတ်သွား ဖြတ်သွား ဆိုအဲ့မှာ broker ဖြစ်ဖို့စူးစမ်းမယ်ဆိုစူးစမ်းလိုက်တဲ့မင်းသားဖြစ်သွားသူကြောင့် အော်သူကြောင့်ဆိုတော့နောက်တော့ရတာလား no တခုမှမရပါဘူးဒီအကုန်လုံးတွေးကြည့်လိုက်တော့ link တွေအကုန်လုံးချိတ်ထားဟုတ်တယ်မလား link တစ်ခုမတူတော့ဘူးဆိုရင်အခုဒီလိုဖြစ်မှာမဟုတ် ဟုတ်တယ် maybe ကိုကအဲ့မှာဘယ်လန်နာကြီးဖြစ်ရင်လည်းဖြစ်နေ ဟုတ်တယ်နော်ရုပ်စုစုမိမကြီးလည်းရရင်နေ အိုးရုပ်ချုံကောင်မလေး3 4 5ယောက်နဲ့ငါတွဲရင်လည်းတွဲနေမှာပြောလို့မရဘူး ဟုတ်လား Okay. ငွေရကျလာငွေကျဆိုရန်ဖြစ်ဖို့လုံးဝမစားနဲ့ Okay so today is my day so ဘာဖြစ်ကိုတော့ကဘာဖြစ်သွားလဲ ဟမ် your day so my day မဟုတ်ဘူး oh you serve this you serve I serve you okay မတ်တရားများပါရှိသေးတယ် အမတ်တရားဘာလဲတွေ့ကြတာအမတ်တရားပြောနေရ yeah 2000
ရီစားဖြစ်သွားတယ်ထားလိုက်ပါရီစားဘယ်လိုဖြစ်ပါ ဒီစားဘယ်ဖြစ်လဲမသိဘူးပြောပြစရာလား ဟို anniversary ကကိုရိုးစီမှာ like 3ခုလောက်ဖြစ်နေတော့ဟိုမြင်းနေဇဝေဇဝါဖြစ်တယ် အမေ wedding ကတော့ anniversary 25ရက်နေ့လာတော့မှာပေါ့နော်ဒါကရီစားဖြစ်တယ် ဟုတ်တယ် anniversary February ကပါလေ No you today you are go ကြိုက်တယ်ပြောတာ အော် ကိုကနောက်နေ့ February ကျမှပြောတာ အော် February ကျမှကိုအဖြေပေးရ No အဖြစ်ပေးရမဟုတ် just date this one is the date ဟောဒါရိုးရိုးရီစားဖြစ်လိုက်တာချစ်တယ်လို့မပြောသေးဘူး I like you နော်ဟုတ်တယ်ဟလာ yeah ကိုလည်း25နှစ်ပြီးမှတော်တော်ရှင်းသွားခိုင်တခြားချိန်တွေကိုမမေးရဲခဲ့ဘူးပေါ့နော်ဒီ anniversary ပါတယ် အမေရဲ့ဝက်ဖြစ်ရတယ် Okay so wow so ဒီနေ့ကကိုရိုစပြီးတော့ရီစားအနေနဲ့တွဲတယ်ချစ်တယ်လို့ရောမပြောသေးဘူး ပြော နောက်နေ့ February မှာချစ်တယ်လို့ပြောတာအော် okay အဲ့ဆိုရင် make sense ဖြစ်သွားဟုတ်လဲဆိုနောက်နေ့ February မှာကိုရို show တစ် show လုပ်တယ်မြန်မာ community yes Valentine show ဆိုပြီးတော့လုပ်တဲ့ချိန်မှာဒီအားကြောင့်ကွာဒီ you ကိုပေးရဲ့ဒီဟိုလက်ဆောင်ဒီဘေးမှာထားတာကွာဒီတော့တွေ့ကစားရတော့ तू ပေးရမဟုတ်တော့ဘူးဆိုတော့ခုနတွေးနေဆိုယူရှင်းပေးလိုက် အမှန်တော့မိတ်ကုန်လားကြည့်စမ်းဒီ show ကဘာမှမဟုတ် तू မသိရလေမြန် record memory record ငါ့ကို तू က good chance တာထင်တယ်ဟုတ်တယ်မလား good chance for me မရှင်းနိုင်ကျွန်တော်ပြန်မေးလို့ရပါတယ် ရှင်းတယ်ပြန်မေးရချာအချမ်းပုတ်သေးရဲ့ဂျွန်မှာ anniversary နှစ်ခုပြည့်သက်ကမြန်ထင်တာဝယ်ဒီနေ့ဆိုလဲ wedding လို့ပဲထင်ကြရတယ်ဟို25ရက်နေ့ကျတော့လေသူတို့ကဘာဖြစ်တာမှမသိဘူး ကိုလည်းသိမသိဘူးဖြစ်ခုရတိတော့အားလုံးလည်းရှင်းသွားလို့အမမင်္ဂလာဆောင်တော့12ရက်နေ့ပို့ကင်တင်လို့မရလို့လေနောက်ဆုံးတော့25ဖြုတ်ပါအော် okay မှန်ဟုတ်တယ်ဆိုတော့ so okay ဒီအဲ့ပေါ့ so ဒီလက်ဆောင်အကြောင်းကိုပြောပြချင်တာပေါ့လေ so အဲ့မှာ okay သူကလည်းကို okay သူ musician ဖြစ်ချင်တာပေါ့အဲ့မှာကိုတို့သူကလည်းအဲ့တော့မြန်မာကတယ်ဆိုအဲ့မှာဆိုရကရတီးရပေါ့လေကျွန်တော်လည်းဆိုရမြန်မာပွဲ community ပွဲလေးလုံနေငါတို့ပွဲကြီးလုပ်မယ်ဆိုပြီးတော့အိမ်မက်ဆမှတ်တာပေါ့နော် Valentine show ဆိုပြီးတော့ yeah ပြဿနာတွေပါကပြီးတော့လုပ်တော့အဲ့မှာမှတ်ရပါလေဆိုတော့ကျွန်တော်အဲ့တော့တီးစင်ပေါ်မှာတီးနေနည်းနည်းပပစတီးနေတော့ Metallica ရဲ့ I Disappear ဆိုတဲ့ music video ကြည့်ပြီးအဲ့ထဲက guitar အရန်ကြိုက်တာစိတ်နှူရောင်နေပါစိတ်နှူရောင်တွေကိုကြိုက်ပြီးတော့နေ့လေအဲ့ဒါပဲတွေ့ညလေအဲ့ဒါပဲတွေ့ပေါ့နော်လိုချင်တာအဲ့သူ့ကိုပြောသူကလည်းဘောနားထောင်နေအဲ့မှာ Valentine show တီးဖို့ဖြစ်လာတဲ့အချိန်မှာဒီကမလေးဘာလုပ်ပေးလဲဆိုတော့ကဒါအခုအချိန်မှာတွင်းတော့ဈေးလောက်ကြီးမကြီးပါဘူးlike $600 900ပေါ့လေဒါပေမဲ့အဲ့ကာလာတော့က chart date တွေဆိုတော့600 900ဆိုတော့ဟိုနည်းဈေးမဟုတ်ပြီးတော့တလားကိုစားစေးတောက်စေးဘေးပြီးသွားရင်လက်ထဲမှာ100လောက်ကျန်ကန်ကောင်း right so ပတ်စံလုံးဝမရှိတဲ့အချိန်မှာ तू လည်းဝယ်ပေးချင်တာပေါ့နော်ဒီအယူလေးကိုဒီကစားဝယ်ပေးချင်တာအဲ့ဒါ तू ဘာလုပ်လဲဆိုတော့ तू လုံနေတဲ့ချိန်မှာဆိုင်မှာ shifting down light down ပို့ shift ပို့ပေးပါဟိုပေါ့ sign နေပို့ပေး sign နေပို့ down တာ right တကယ်ချင်းစီပြောဆိုအဲ့မှာ तू အလုပ်ဒီပို့လုပ်ပြီးတော့ပတ်စံလေးစုပြီးတော့ကျွန်တော်အဲ့မှာဒီ guitar ပေါ့ဗျာဝင်ပေးရ Fenderကျွန်တော်ရဲ့ပထမဦးဆုံးစင်တင်ရှိုးရမှာတီးရကြတာဆိုတော့လောက25နှစ်25 years old
ဒီကောင်မလေးရဲ့ချွေး ချွေးနဲ့သွေးနဲ့အော်အယောင်နဲ့ပြောင်းသွားနော် အေးရောင်နေနဲ့ပြောင်းသွားတယ် အေးပေါ့လေ25 yeah ဆိုတော့ဒါလေးကလုံးဝမတရားအကြီးပေါ့ အဲကြောင့်မလို့ဟိုလောက်ရမှာ အားလုံး fundraising ရှာ fundraising ဒါမလုံးနဲ့ဒါတော့ကိုသိမ်းထားအောင်ခဏတကယ်လို့တည့်ရမှာကွာတကယ်ကိုကဘာကျော်တည့်ရမှာဘာညာကြီးဖြစ်သွားပြီဆိုရင်လည်းတမျိုးပေါ့ fundraising လုပ်လိုက်မှာပေါ့ အဲ့ show လေးကအရင်အောင်မြင်ခဲ့တယ် ရအောင်မြင်ခဲ့တယ် community ပဲ celebrity မပါဘူးနော် celebrity မပါဘဲနဲ့ yeah ကိုဒီတက်ဆိုတဲ့သူတွေစုပြီးတော့လုပ်ကြတယ်တော်တော်မတရားကြီးပဲ ဟိုဟာအများကြီးလှူနိုင်တယ်လေနော်ဆိုတော့ ဆိုတော့ဒါကျွန်တော်ရဲ့အစကတည်းကအဲ့လိုအယူနှစ်ယောက်ပေါင်းပြီးရချိန်မှာအကိစ္စဖြစ်လာ အယူနှစ်ယောက်ဆိုတာထက်ပတ်စံရတဲ့အလုပ်ပဲပတ်စံရတဲ့အမှုပညာပဲဖြစ်ဖြစ်ပတ်စံမရတဲ့အမှုပညာပဲဖြစ်ဖြစ်ပေါ့အဲ့အချိန်အဲ့ကလာဘယ်ချိန်ကိုပြန်ကြည့်လိုက်အစွမ်းကုန်လို့ကိုယ့်ရဲ့ခွန်အားရောကိုယ့်ရဲ့စိတ်ကော အစွမ်းကုန်ထည့်လိုက်တာပဲလေနော်ဆိုတော့ပြန်ကြည့်မြင်ကြည့်မှုပဲရတဲ့ဟာတွေရှိတယ်ပေါ့ I think about journey တခုလုံးနဲ့လောလောဆယ်နိုင်ငံကတော့ direction ကနော်တမျိုးဖြစ်သွားရပေါ့လေအဲ့မဲ့လေဟိုပေါ့အရာရောက်စေတဲ့တခုဟာအရာတခုတော့ဒီ UK အိမ်မက်တွေကနေပြီးတော့စပြီးတော့တွက်ကြည့်မယ်ဆိုရင်တခုခုတော့အကောင့်ထဲပေါ်လိုက်နိုင်ခဲ့ရပေါ့လေand then we're going to keep doing it you know right so တခြားအမတ်တရားရပါရှိတယ်ကျွန်တော်မေးစရာရှိတယ်ပြောနေဆိုတော့ကျွန်တော်စစ်ကြောရေးဝင်ရမယ် Okay ဘာမှမမှတ်မိတော့ဘူးဆိုတော့အခုပို့ဆိုးပေါ့နော်အဲ့တော့ဒီ25နှစ်မှာ What 25နှစ်လုံးမှာဘာကြည့်ပြီးကြိုက်ခဲ့တာ ပြောပြရမလား ကြည့်ရ What I don't know you ပြစိတ်ထားဖြူစင်မှုကိုကျွန်တော်ကြည့်ပြီးကြိုက်ခဲ့တာဟုတ်လား No more bullshit Yeah no more bullshit Okay Yeah you are ဟောပေါ့နော်အချိုးများဇုံထဲမှာမပါဘူးဒါကတော့ you know သိမှာပါတချို့ဆက်ဆံမှုတွေ she's not the sweetest sweet face not the sweetest ဒါပေမဲ့ तू care ဖြစ်တယ်ပေါ့ really care you care about me ခုနလိုပေါ့ဒါဆိုလဲ you know ဟိုပေါ့အလုံးနဲ့တက်တယ်ပြရပါလေကျွန်တော်ချစ်တယ်ဆိုတာပြီးတော့ကျွန်တော်အဲ့ဒီစားမဖြစ်ခင်တော့ကျွန်တော်အဲ့တော့လုံးဝဘိုင်ပြက်လုံးဝပတ်စံအမြဲမရှိမြဲပတ်စံလိုနေပတ်စံနေလိုက်ချီးရတယ်ကျွန်တော်တင်းလိုက်ချီးရကျွန်တော်မယူချင်ဘူးပြောလိုက်သူကတင်းလိုက်ပြီ She give me money ဆိုရပတ်စံချီးပေးလို့အဓိကကတော့ကျွန်တော်ကြိုက်ဖြစ်တယ်ဟုတ်ပါ ပတ်စံချီးပေးလို့ကြိုက်တာ No ချီးကအရန်အောင်စရာကောင်းတဲ့လူတွေမှပါတယ်လေအခုဟိုဒီ show အန်ဒီစုစုကြည့်နေတဲ့အန်ဒီစုစုလည်းမမေးပါဘယ်တော့မှဟိုအင်းရပေးကျွန်တော်တဲ့ကျွန်တော်ကိုဘွားဝယ်ကိုကြောင်းတော့ကျွန်တော်ဘယ်သူရဲ့အကူညီနဲ့မှကျွန်တော်မနေတော့ဘူးရအောင်လုပ်တော့မယ်ဆိုပြီးအင်းရပေးပတ်စံနေလည်းမထုတ်ဘူးလေပတ်စံနေမထုတ်လာကအိမ်လာကရဲ့ကြော်နှစ်လသုံးလရဲ့ကြော်ကိုပဲနေတော့ကျွန်တော်ခဏအပတ်တိုင်းလို့အင်ရှင်ကလာတကားရခောက်တစ်ခေါက်ဆိုနယူးယောက်မှာနေပြီးမီးဖြတ်ခံလိုက်တာအဲ့ကျွန်တော်အဲ့မှာတနာပြပတ်စံနေလိုက်ချီပတ်စံလိုက်ချီဘာလဲမဟုတ်ကြောင်နဲ့ဒါပေမဲ့အဲ့လိုသာပြောအခုချိန်မှာကြာတဲ့တခါအဒေါ်စီရပဲကူအောင်ချင်းနေရပြောင်းသွားတာအမှန်ပဲyou say အိုင်မှာတော့ပေါ်တယ်ပေါ့လေကိုတတ်နိုင်ဆုံး try ချင်တယ်ဟောဒါမှ
career choice ကအရင်ခတ်သွားတဲ့အချိန်ကြတော့ အေးဆိုတော့ကိုကလည်းပြန်မေးမယ် အဲ့ဒါမျိုးမှလေ you no you maybe ဆိုတော့ပြန် you ကဘာလို့ကိုကြိုက်အဲ့ဆိုပတ်စံလည်းမရှိနော်ယောဂလည်းခုလို့သိရမလား အမေ ရှိပြောရှိပြောတိတ်မဟုတ်သေးဘူးပေါ့လေဘာကြိုက်တာသူနဲ့ပထမဆုံးအဲ့ဒိတ်လိုပါလို့ပြောဆိုကျွန်တော် child size က30ဒါပေမဲ့ဒီလိုပဲပေါ့နော်ချက်တိတ်ဆိုပတ်စံမတက်နိုင်တာလည်းပါညသုံးထဲမှာလည်းလှရလို့ထင်ပါတယ် size 73ရှိရဖက်နေယူကျွန်တော်ဝယ်တာအတူတူပဲအဲ့ဒိတ်တော့လည်းအဲ့ဖက်နေကြီးစီးသွားကျွန်တော်မမြင်နေသူကဘယ်နဲ့အရင်မြင်လာဆိုင်ရဘာလို့ဒီကောင်လေးကိုကြိုက်ပြောပါမဖြစ်ကြမအောင် ဒီလိုမရဘူးလေဒါငွေရတုဆိုဖြေရအောင် ငွေရတုဆိုဒုက္ခပဲလာပြီးတော့စစ်ကြောရေးဝင်ခိုင်းတယ်ပြောပါWhat? I think ကျင်းလို့ဒီကပြောရန်တွဲကြည့်လိုက်တယ်ဒါပေမဲ့ကောင်လေးချစ်စရာလေးဖြစ် yeah maybe sorry ပြော I don't know ကိုကြည့်ရဲ့အချိန်မှာ you are very simple လေတော့တိတ်စကားအများကြီးမပြောအခုမှဥတန်ခေအရင်စကားတွေများလာ ဟိုဒါပြောရမှာဟိုမပြောဒီတိုင်းထိုင်နေတော့မရစကားလည်းတိတ်မပြောဘူးပြီးတော့ပြောရင်ဟိုယနေ့ကလာတဲ့ဟာလောက်ပဲပြောရတယ်လေသူပြောရမှာကောင်းကြောင်းကြီးတွေလို့ထုတ်ပြောရတာလေအရင် Okay man that's good enough simple guy simple mean like show off လည်းမလုပ်တာright and see same yeah အဲ့ဒါတော့ဟုတ် show off လည်းမလုပ်တာဘူးတိတ်ပြောလို့ဟိုခိုလိုဒီလိုတွေအဲ့လိုရှုပ်ရှက်တွေယူမကြိုက်ဘူး and so အဲ့ဟာဟို attractive ဖြစ်တယ်ပေါ့နော်ဟုတ်ဆိုရှုပ်ရှက်တွေခေါင်းမူးလာအဲ့ဒါကိုတိတ်မခံစားနိုင်ဘူး Okay well you're welcome what do you mean you're welcome so ဘာရဲ့နမ်ဒါရဘာမကြိုက်ဆုံးလဲ ဟုတ်မရှိပါဘူးအလိမ့်နဲ့မနိုင်နဲ့ဘာမကြိုက်ဆုံးလဲဆိုရလို့ဟောပေါ့လေ nothing serious ပါ serious ရန်ကိုမခံနိုင်မရနိုင်အောင်မကြိုက်တဲ့ဟာဆိုရင်ဒီလောက်ထိမြဲဖို့မလိုဘူးပေါ့ဒါပေမဲ့ what's annoying is there's nothing nothing မဟုတ်အဓိက you ရဲ့ပြဿနာကိုပါလဲဆိုတော့ငွေတူးမှမပြောချင်ပါဘူးဒါပေမဲ့လည်းမေးတော့လည်းပြောရမှာပေါ့မမအရန်ကြောက်တယ်သူမမအရန်ကြောက်တယ်အရန်ကြောက်လွန်အားကြီးတော့ဘယ်လိုပြောမလဲသူ့မှာနှောင့်နှေးမှုရှိတယ်အဲ့တခု annoying အရန်ဖြစ်ဒါပဲ that's all အဲ့တော့ကျွန်တော်မရမကသူ့ကိုအခုပြင်ပေးနေတယ် I'm trying to fix မကြောက်နဲ့ဆိုတော့ push လုပ်ပေးနေ Okay ဆိုတော့ကိုရောဗာမကြိုက်ဆုံးပါရှိတယ်ကြိုက်ဆုံးကအခုနောက်ပိုင်းကျတော့ပို့ပြီးတော့ဘယ်လိုပြောမလဲစန်ခီဖြစ်သွားတယ်ဘယ်လိုစန်ခီဖြစ်သွားအရင်တော့okay I see ပြောပါရင်တော့အရင်ဆရာကြီးမဟုတ်သေးဘူးလေ
ဒီကသူပြောချင်တာအရင်တော့သူ့ကိုကျွန်တော်ယူမူမူ yeah တော့ခါချလည်းမရအောင်လိုက်တွေ့ကပ်ပြီးတော့အဲ့လိုမျိုးလိုက်ဆွဲနေတော့သူကဖြစ်ချင်တာဟုတ်လား Hey 25နှစ် together whatလိုက်ဆွဲနေအောင်ပါဟုတ်တယ် no ပြောင်းသွားမကြိုက်ဘူးလေ Okay ရိုက်ဆွဲတော့ ရှေ့ရှောက်လိုက်နေဆွဲမပြန်ဘူး ရုပ်ရှင်ရိုက်တဲ့အချိန်ကမစွမ်းနဲ့တော့ပါလက်ကနောက်တော့ပါလက်ကနောက်တော့တကယ်ပြောတာအတူရyou know I am jealous ဖြစ်လာတယ်မမပြော and then ဘာဘယ်လိုဖြစ်ပြီးတော့အခုအဲ့ one moment you stop ဖြစ်တာဘာဖြစ်လို့ you're so sure ဟုတ်လား Yeah you know yeah very jealous အကြောင်းတချင်းတောင်ရေးထားတဲ့ jealous boy ဆိုပြီးအဲ့အရင်တော့ character ကိုအခြေခံပြီးရေးထားပါဘူးနောက်မှကျွန်တော်တွင်းဖို့ရှိဒီကတော့ you know ခုနကယူပြောသလိုပေါ့အယူမူဖြစ်နေပြီးတော့အဲ့မှာအဲ့ပေါ့ trust case ဆိုင်လည်းပါမှာပေါ့နော် and maybe I was too needy they go needy ဖြစ်တဲ့ကောင်လေးတယောက်လည်းဖြစ်နေတာပါတယ် and then I was crazy about you what do you want ဒါကြောင့်အဲ့ crazy boy ကိုတော့ပြန်လို့ချင်တာဒါပေမဲ့အဲ့ craziness နဲ့ပါလာတဲ့ဟာ तू မကြိုက်ပါဘူးအဲ့ဆိုတယောက်နဲ့စကားပြောရင်လည်းသိရမှာစိတ်ထဲမှာတွေးပြီးသွားပြီသူတို့ဖြစ်နေကြပြီဘာညာလဲပြီးတော့ तू အလုပ်ပြီးပြီဆိုအရင်တော့ cell phone ခင်မို့ cell phone မရှိကြတော့အလုပ်ပြီးရင်ကျွန်တော်တို့ဖုန်းဆက်တယ်ဖုန်းဆိုင်တော့ဒီလမ်းတောင်းနေမှာအကျွေထည့်ပြီးဆက်ရခဲ့သူကျွန်တော်နဲ့ပြောရမယ်ဆိုတော့အကျွေတော့အများကြီးဆောင်ထားတာတကွိုင်ပြီးတကွိုင်တော့ထည့်ပြီးပြောနေရတာဆိုကျွန်တော်လိုပဲမရရစ်ထိုင်ပြီးတော့ဖုန်းကိုပေးမချကြဘူးဖုန်းချလိုက်ရင်တက်မှာနောက်တစ်ယောက်နဲ့သွားမှာလားဘာညာဆိုရင်ပေါ့နဲ့ရင်းချက်လာလို့ပဲပြောမှာနောက်ပိုင်းကျတော့ then you know with it you know trust သူယုံကြည်လို့ရလောက်ပြီဆိုတဲ့အချိန်ချာမှာကျွန်တော် you sure watching so yeah jealous very jealous ကာလာတခုကာလာဆိုနည်းနည်းရှိနော်ကာလာရှိတခုရှိ yeah ကိုနဲ့ပတ်သက်လို့ယူအဲ့လိုမျိုး jealous တခါမရှိခဲ့ဘူးလားအဲ့လိုကြီးတော့အဲ့လိုယူလို့တော့မဖြစ်ဘူးလို့ဖြစ်ပါဘူးဘာလို့လဲဆိုတော့ယူတယောက်တည်းအဲ့လိုဖြစ်နေမှာငါဖြစ်စရာမလိုတော့သူအမသူကစင်ပေါ်လူဖြစ်သွားတာသူကကပြနေရောအောက်ကောင်းတာဒီကောင်ဘာတွေးရမှမသိဘာဘယ်လိုရှူရမှမသိသေးဒါပေမဲ့ no ပါအဲ့ဒါကြီးဟုတ်တော့ဟိုခေါင်းကပြောတယ်မကြိုက်ပါဘူးဆိုတော့ဟာအာယုန်လေးတော်တော်နောက်တာလေဘာလို့မှမသိဘူးထိုင်မြန်ပြီးထပြန်ပြီးနဲ့အဲ့လိုမျိုးဟိုတော့အေးတာညူရောက်ခမှာဖုန်းအကြာကြီးပြောရတာအဲ့လိုမျိုးကြီး and you know my character ဖုန်းအကြာကြီးပြောရတာလည်းမကြိုက်ဘူးဒါပေမဲ့ तू ပြောရှာ2နာရီ3နာရီတော့စကားဆိုလည်းအဲ့လိုမျိုးဒီကနေ့မှတော့ကိုကတလောက်ကြီးရမ်းကြီးအဲ့လိုမျိုးကြီးတွေနားလည်းမထောင်ခြင်းဘာမှအဲ့လိုမျိုးကိုအရှင်းနေခြင်းနဲ့ဆိုတော့နည်းနည်းတော့ခက်တာပေါ့ဒီ simple boy ကိုကြိုက်မိလိုက်ခါမှာလားyeah but very simple ကိုမအဲ့ jealous yeah jealous ကတော့ဟိုပေါ့လေ good and bad ပေါ့ main ကလေးကတော့jealous ဖြစ်တယ်ဆိုရင်ဟုတ်လားကြိုက်ကြ yeah some part မှာတော့ okay yeah too jealous ကြိုက်မကြိုက်တော့ too jealous လည်းမကြိုက်ပြန်ဟုတ်ပါနော် jealous လုံးဝမရှိတော့လည်းမကြိုက်ဘူးပေါ့နော် so any sad memory for you နဲဘယ် awareness ရာဆိုတဲ့အရာတိုင်းကတော့အစင်မပြေမှုတွေပဲလို့ကိုကတော့ထင်တယ်အဲ့အစင်မပြေဘူးတွေကကိုတို့နှစ်ယောက်ကြားမှာမဟုတ်ဘူးပေါ့နော်ရွေးချယ်တဲ့လမ်းကြောင်းမှာခက်ခဲတဲ့အရာတွေကအမြင်ရှိကြာပန်း
ဟုတ်ပါနော်ကြာပန်း2ယောက်တွေ့ရဟုတ်တယ်သူတို့အဲ့နေရတော့ကလေအဲ့လိုတယောက်ဘယ်သူလဲမသိဘူး share ပြီးတော့တင်လိုက်တဲ့ဆိုအော်ငါလည်းကြာပန်းမယ်ပေါ့နော်တကယ်ကိုကြာပန်းဆိုတဲ့အတိုင်းပဲlife ရဲ့ဒီ bouncing မှာဒီနေ့ကတော့25နှစ်ရီကြပြောကြအမြဲတမ်းလူကိုတို့ကလည်းအမြဲထွက်လာရင်ဘယ်လိုခေါ်မလဲရီမောနေအကုန်လုံးအဆင်ပြေတယ်ဆိုတော့ပုံစံအမြဲပေါက်တာနော်ဒါပေမဲ့ဒီကိုတို့ဖြစ်နေရဟိုဖြစ်ခဲ့ရရောပေါ့လေပြောမယ်ဆိုတော့yeah အကုန်လုံးလဲစိတ်ညစ်သွားညာကြီးပဲနော်ဆိုပြောမနေတော့ဝိထုရဲကြမှာထည့်ရလိုက်ပြီးတော့နောက်တစ်ခုကဒီအာနာသိန်းတဲ့ဟာလည်းတော်တော်ကြီးကိုသင်ခန်းစာပေးရပေါ့နော်ဘွားမှာဟုတ်ဆိုမှတ်မိသမျှဆိုရင်ကိုဗစ်ကာလကတော့အလုံးစီးပွားရေးဒဏ်ခံရပေါ့လေကိုဗစ်ကာလပြီးပြီပေါ့နော်နောက်တည့်မှာအာနာသိန်းတော့ဆိုတော့အကုန်လုံးကပြန်ပြီးတော့ဟိုပေါ့အဆင်ပြေကန်ကြီးပေါ့နော်ပြီးတော့တခါဟိုပေါ့ကိုပြောချင်တာကိုတီဆောက်ထားတဲ့ဟာကြီးပဲကြီးကိုမှဒီမှာဆက်ပြီးတော့သွားရမယ်ဆိုတဲ့အချိန်မှာအကုန်လုံးကမောက်ကမိုင်ဖြစ်သွားပြီးတော့ဖြစ်ချင်တယ်ဖြစ်ကုန်တော့အဲ့ချိန်မှာဟိုတရားသဘောရပြောရရင်တော့အနတ္တတရားပေါ့နော်ဘာမှ control လုပ်လို့မရအောင်တခုမှတခုအောင်ထဖောက်နိုင်တယ်ဟုတ်လားဒီလောက်နိုင်ငံကြီးကောင်းနေတဲ့အချိန်မှာအယူတိုက်ကထဖောက်တော့အကုန်လုံးဖြစ်ချင်တာဖြစ်သွားတယ်အကုန်လုံးတနိုင်ငံလုံးခံရတယ်ဆိုအဲ့ adjustment ကြီးလည်းအကြီးပဲဒီလေးနှစ်တာကလာပြန်မှာso yeah ကိုရိုရဲ့ဒီပထမဒီ filmmaker ဖြစ်လာဖို့ရဲ့ဟောပေါ့နော်ပုံသွင်းမှုပြီးတော့တခါအာနာရှင်တတရဲ့ပုံသွင်းမှုပြီးတဲ့အချိန်မှာဘာဖြစ်ဘွားဟာအချိန်မရွေးဘာမှမဆိုဖြစ်နိုင်တယ်ဆိုတော့ဟာရမြင်လာတယ်ပေါ့ဟုတ်တယ်ဘာဖြစ်လို့ဆိုဟိုအချိန်ဆိုတာကိုလည်းတဖြည်းဖြည်းနဲ့ဟိုဘယ်လိုခေါ်လဲတိတ်ပြီးတော့အချိန်ဆိုတဲ့အရာကြီးကိုလည်းတိတ်မကြည့်ကျင်တော့ဘာလို့ဆိုဒီရုပ်ရှင်ရိုက်ဖို့ဆိုရင်မြန်မာပြည်ပြန်လာ10နှစ်ဘာမှအလုပ်မရှိအကင်မရှိအဲ့တုန်းကလည်းဒုက္ခတွေလောက်တယ်ဒါပေမဲ့အဲ့တုန်းကဒီလို handle မလုပ်နိုင်ဆိုအဲ့တုန်းကကျဒေါသတွေနဲ့မကျေနပ်မှုကြီးကအရန်ကြီးလို့လားမသိဘူးပျော်ရွှင်မှုလည်းမရှိသလိုစိတ်ထဲမှာဟို handle လုံးဝမလုပ်တတ်ဘူးလို့ထင်တယ်ကိုကတော့လေဆိုအဲ့တုန်းကပြန်တွေးကြည့်ရင်တော့ maybe relationship မှာတော့အရင်ထိကြိုက်ချင်မှာထိကြိုက်မယ်ဒါပေမဲ့လည်းပျော်ရွှင်မှုတွေတော့အရင်မရှိတော့ဘူးလို့ထင်တယ်ဘာလို့10နှစ်ကိုပြန်တွေးကြည့်ဘာမှမမှတ်မိဘာကိုမှမမှတ်မိဘူးကိုကတော့ကိုရဲ့အဲ့10နှစ်က like nightmare လို့မျိုးကိုကိုမမိမဟုတ်လေဖိနေကြီးပဲဒါကြောင့်ပျော်ရွှင်ရတဲ့ဆိုတာဘာမှမရှိခဲ့ဘူးလို့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့အခုဒီလေးနှစ်ပေါ့နော်လေးနှစ်မှာကြတော့ကိုနေတတ်လာတာအဲ့ခုနရခဲ့တော့ကမပျော်ရွှင်ရဘူးလားဆိုတော့မပျော်ရွှင်ခဲ့တဲ့ဒေါသတွေနဲ့ကြီးပဲဖြစ်ခဲ့ရတယ်မပျော်ရွှင်တဲ့သင်ခန်းစာကြီးကိုယူလိုက်တဲ့အချိန်မှာ no ဘယ်အခြေအနေမျိုးမှမဆိုသေသွားနိုင်ပြီဆိုတာလည်းသိသွားပြီ that's right so we do it take home lesson ကတော့ဒုက္ခလည်းမမြင်ဘူးဒုက္ခလည်းမမြင်ဘူး right ဟုတ်တယ်ရှိရဲ့ချိန်လေးမှာ just ပျော်အောင်နေပေါ့လေသဘောကတော့ဟုတ်တယ် right and then love each other it's very important love me more love me more